အားလုံးပဲမင်္ဂလာပါခင်ဗျာအခုကျွန်တော်လှဲတန်းမှာဒင်းဆန်းအရန်ကောင်းတဲ့ဆိုင်လေးတစ်ဆိုင်ကိုရောက်နေတာပါအဲ့ဒီဆိုင်လေးကတော့လှဲတန်းလမ်းမပေါ်လှဲတန်းစိန်ကြီးရဲ့မျက်နှာချင်းတိုင်မှာဖွင့်ထားတဲ့လှဲတန်းဒင်းဆန်းဆိုင်လေးပါဒီဆိုင်လေးရဲ့ဆိုင်ဖွင့်တဲ့တန်းကတော့10နှစ်ကျော်လောက်ရှိပြီလို့သိရပါတယ်ဆိုင်မှာဒင်းဆန်းကိုကြက်ဝက်ငါးပစုံခန်းန်းဆိုပြီးတော့အမျိုးပေါင်း20လောက်ထိရတယ်လို့အသားပေါင်းပေါက်စီဟော့ဒေါ်အာလူကက်တလိတ်ကျော်ငါးကက်တလိတ်ကျော်ငဖဲပစုံလုံးကျော်ကြက်သားကော်ပြန်လေဝက်သားကော်ပြန်လေပဲမုံနဲ့ကောင်းကြီးတုတ်တွေဒီအမဲဆုံးကုန်ရတာပါတင်ဆန်းနေဆိုရင်လည်း ready made မဟုတ်ဘဲနဲ့ကိုယ်တိုင်လုပ်တင်ဆန်းနေကြီးပါပဲတင်ဆန်းနေကအခုလိုအမြဲပေါင်းထားတာဆိုတော့ပူပူနွေးနွေးနဲ့လက်လက်ဆက်ဆက်လေးစားလို့ရပါတယ်ဈေးနှုန်းဆိုရင်လည်းအခုလိုတစ်ပေါင်းမှာ2500ကျပ်ပဲကျတာပါတင်ဆန်းနေကအမဲများတော့စားကျင်တာလေးတွေစိတ်ကြိုက်ယူလိုက်ပါအောင်မယ်ဒါကတော့ကျွန်တော်နဲ့ကျွန်တော်တငယ်ချင်းမှာထားတဲ့တင်ဆန်းလေးတွေပါဒါလေးကကနန်းလုံးဒါမှုဆေးပဲဦးဒါကြက်သားကနန်းလက်မှာပေါင်ဒါကြက်ပြောင်းဘူးကြက်ဆေးပဲဦးပစုံဖတ်ထုတ်ဒါလေးကဝက်နဲ့ယူပေါင်းလေးပါအရင်ဆုံးကနန်းလုံးလေးစားပါမယ်သူ့ရတာလေးကချိုချိုလေးနဲ့ဝါးလိုက်ထုတ်လေးစားလို့ရန်ကောင်းပါတယ်မှုဆေးပဲဦးအကိတ်ကြီးကိုစားပါမယ်အကိတ်ကြီးဆိုတဲ့အတိုင်းဗက်ဆက်ထဲမှာအပြည့်ပါပဲအရသာတော့ရှယ်ကိုကောင်းတာကြက်သားကနန်းလမ်းမပေါင်းလေးစားပါမယ်အသားတွေကတော့အများကြီးပဲတော်တော်မိုက်တယ်သူလည်းစားလို့တော်တော်ကောင်းတယ်ကနန်းလုံးလေးဖြစ်ပါမယ်ကျွန်တော်လိုပဲတင်ဆန်းကောင်းကောင်းလေးကိုဈေးတင်တန်လေးနဲ့စားကျင်နေဆိုရင်တော့လှဲတဲ့ဟာအခုဆိုင်လေးမှာတွားစားကြည့်ဖို့ recommend ပေးလိုက်ပါတယ်အဆုံးထိကြည့်ရှုပေးကြလို့အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ